ဒီပြောချင်တာကတော့ဒါဈေးကွက်လွန်ခဲ့တဲ့10နှစ်10နှစ်လောက်ကပေါ့2016လောက်ကကျွန်တော်တရက်ထဲနဲ့တငယ်ချင်း2ယောက်ပေးရတဲ့ဈေးကလည်းအတူတူပဲတငယ်ချင်း2ယောက်ကိုကား2စီးအတူတူတရက်ထဲလေးလံအောင်တယ်အဲ့တော့သူတို့နာမည်ပေါက် PC ကုန်ကြဈေးကလည်းအတူတူပဲ115သိန်းလောက်ပေါ့အဲ့တော့2016လောက်ကပေါ့နော်တစည်းကတယောက်က Honda Fit G6 2011နောက်တယောက်ကပေါစကွန်ပိုလို2011ပေးရတဲ့ဈေးနာမည်ပေါက် PC အကုန်လုံးဈေးအတူတူပဲ115သိန်းသူတို့ကတော့ဝယ်တော့ကတော့အကြိုက်ရှိမယ်လို့တော့မပြောဘူးပေါ့နော်အခု2016ထိအောင်2026ထိအောင်10နှစ်တိတိတိုက်ကားတွေစီးနေတော့လေအဲ့တော့တိုက်ဆိုင်မှုပဲပြောရမလားပေါ့နော်သူတို့ရောင်းလိုက်တဲ့ချိန်ကြတော့လေသူတို့2ယောက်ကတိုင်ပင်ထားတော့မဟုတ်ဒါပေမဲ့ရောင်းထွက်သွားတာအဲ့ကားကိုရောင်းလိုက်တယ်တရက်သေးရောင်းလိုက်တယ်ပေါ့နော်ကျွန်တော်ဒီနေ့သိရတယ်ရောင်းလိုက်တဲ့ဈေးကလည်းအတူတူပဲsorry ရက်ကတူတူပဲပေါ့ရောင်းလိုက်တဲ့ဈေးကတော့မတူပဲနဲ့ G6 က1300ရတယ်ပိုလိုကတော့600ပဲရတယ်တဲ့အဲ့တော့1300တမားတော့10နှစ်လောက်စီးပြီးတော့115နေပြီးတော့1150 10သားမကပေါ့နော်အဲ့လိုမျိုးကားစင်းလုံးရရှိတယ်ပေါ့နော်ကြီးပိုလိုသမားအဲ့လောက်မရအောင်600ပဲရတယ်ပေါ့နော်ဒါပြင်ပိုလိုသမားပြောသေးတယ်ပြင်ဆင်စရိတ်ကားရတယ်သူကဒီဟာဘောက်တင်ပြင်ရတာရောတခြားပြင်ဆင် maintenance တွေရောပေါ့နော်ခုရတဲ့ကားဖို့တော့မကဘူးတဲ့သူကုန်ထားတာတဲ့ဒီ10နှစ်အတွင်းမှာဒီ3600လောက်မကဘူးကုန်ထားတာတဲ့ကြီးစစ်သမားတော့ပြောတယ်သူကတော့ enjoy gear wine လောက်ပဲလဲရတယ်တဲ့တိတ်မကုန်ဘူးပေါ့နော်ကားလေးကဒီကထာနဲ့ဈေးတက်တာလေပေါ့အဲ့လိုပြောကြတယ်ပေါ့နော်အဲ့တော့ဒီမှာကွာခြားချက်ပေါ့နော်ကျွန်တော်ရဲ့ဒါအဓိကအကောင်းဆုံး lesson ပေါ့နော်ကျွန်တော်ရရှိတဲ့အတွေ့အကြုံတစ်ခုကတော့ဒါဝယ်တဲ့အချိန်တုန်းကတော့သူတို့2ယောက်ကသူ့အကြိုက်နဲ့သူလာပြီးတော့ဟာဒီကားပဲဝယ်မယ်လို့ပြောခဲ့လို့ရှိရင်တော့သူတို့ကြိုက်တိုင်းကိုက software လို့မရဘဲနဲ့ဝယ်ပေးရတာမျိုးဆိုရင်တော့ပြဿနာမရှိအဲ့လိုမဟုတ်ဘဲနဲ့ကိုဘာလေးဝယ်ရမလဲလို့မေးလိုက်တဲ့အချိန်မှာကိုကညှို့လိုက်တာဆိုရင်ညှို့လိုက်တဲ့ကားကဆိုလို့ရှိရင်ဒါကိုပျောကပါသွားတယ်ဆိုလို့ရှိရင်နောက်တစ်ချိန်မှာဒါ biggest lesson ဖြစ်သွားပြီပေါ့နော်ဒါအကြီးမားဆုံးသင်ခန်းစာဖြစ်သွားပြီပေါ့အဲ့တော့အဓိကပြောချင်တာကားတစ်စီးဝယ်တော့မယ်ဆိုရင်ကျွန်တော်တို့ဒါမေးလာကြလို့ညံတောင်းလာကြလို့ရှိရင်ဘာပြောချင်လဲဆိုလို့ရှိရင်ကျွန်တော်ကအနည်းဆုံး၄ခုပြန်မေးချင်တယ်ပေါ့နော်အဲ့ဒါဘာလို့ဆိုတော့နံပါတ်1ပြင်ဆင်စရိတ် maintenance cost ပိုးပဲကားပြင်ဆင်စရိတ်တက်တာတဲ့ဟာမျိုးဆိုရင်ဘယ်လိုကားရှိမယ်ပြင်ဆင်စရိတ်ကြီးရဆိုဘယ်လိုကားရှိမယ်နံပါတ်2 spare part စိတ်ပိုင်းရရှိမှုspare part ပေါ်လာမပေါ်လာကိုယ်မက spare part ဝယ်ရတာလွယ်လားပေါ်လာအဲ့လိုမျိုးလဲစဉ်းစားရမယ်ဥမာနီးနာအိန္ဒိယနိုင်ငံကားဆိုရင်တော့ဝယ်ရလွယ်မယ်ပေါ့နော်ဝေးတဲ့နေရာဆိုရင်တော့ဝယ်ရခက်မယ်ပေါ့ဒါပို့ဆောင်စရိတ်ကိုဈေးကြီးတာပေါ့နော်အမှားရတာလဲလူတကမှားရမယ်ပေါ့နောက်တစ်ခုကပြန်ရောင်းတဲ့ဈေး resale value အဲ့ဒါလည်းထည့်ဆင်းရမယ်နံပါတ်3ထည့်ဆင်းသားရမယ်နော် resale value ပြန်ရောင်းတဲ့ဟာ resale value ကဘယ်လောက်ထိအောင်ကျန်မလဲပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့စီမှာကတော့ဒါဈေးကွက်တစ်ခုဈေးကွက်အရာဒါမြက်တယ်ပေါ့နော်တခြားနိုင်ငံမှာဆိုရင်တော့မြက်တယ်ဆိုတော့သိမရှိဘူးဘယ်လောက်ကျန်လဲပဲမူတည်တာကားတန်ကြီးရဲ့10%ကျန်လားကားတန်ကြီးရဲ့တစ်ဝက်ကျန်လားကိုစီးပြီးပြန်ရောင်းရင်ဘယ်နှစ်နှစ်လို့စီးပြီးပြန်ရောင်းရင်အဲ့လိုမျိုးလဲတွက်ရမယ်ထည့်ပြီးနော်အဲ့ဘယ်ချက်လက်တွေပေါ်မူတည်တော့ဆိုတော့လူကြိုက်များမှုပေါ်မူတည်တယ်ကားရဲ့generation ပေါ့နော်ကိုစီးတဲ့ကားရဲ့ generation ကောင်းလားမကောင်းလားပေါ်မူတည်တယ်အဲ့ resale value ပြန်ရတယ်ဆိုတာကိုကဘယ်နှစ်နှစ်စီးပြန်ရောင်းမှလဲပေါ့လေမူတည်တယ်2နှစ်လောက်စီးပြီးပြန်ရောင်းရင်တော့ကောင်းရင်ကောင်းမယ်10နှစ်လောက်စီးပြီးပြန်ရောင်းရင်မကောင်းနိုင်ဘူးလေဖြစ်နိုင်တယ်အဲ့လိုမျိုးပေါ့နော်နောက်တစ်ခုကနံပါတ်4ချက်ကတော့ရေရှည်အသုံးပြုလို့အဆင်ပြေမပြေနော်ကားရေရှည်အသုံးပြုလို့အဆင်ပြေလားဘယ်လောက်အကျန်းခံလဲဘယ်လောက်ရေရှည်ခံလောက်လဲပေါ်မူတည်ပြီးစဉ်းစားရမယ်ပေါ့နော်ခုနက2016တုန်းကဝယ်ခဲ့တဲ့ကား2စီးဆိုရင်2017 model ခု2026မှာ2017 model ပဲခုရှင်73မယ်ဆိုလဲသုံးလို့ရနေတဲ့အနေအထားရှိတယ်အဲ့ဒါကျွန်တော်ဘွားကရခဲ့တဲ့business lesson ပေါ့နော်အကြီးဆုံး business lesson လေးပါမျှဝေပြီးတော့ဟုတ်ကျေးဇူးပါ